လူပါဗျာဒီနေ့ရွှေပြူးစေမှာစိတ်ကူးတောင်းမှုကိုခံယူနေကြတဲ့ဝေဒနာရှင်များစားသုံးနိုင်ရန်တောက်သုံးနိုင်ရန်အတွက်အာရဒါနကုသိုလ်ရှင်ကတော့ဓမ္မဘဝတော်ကိုပြောင်းရွှေ့ကိုယ်တော်သွားသောဘုရားကျောင်းတရားကာယဖြစ်တဲ့ဥယျာဉ်ကင်းဘုရားကျောင်းတရားကာမကြီးဖြစ်ပါသောတော်မြတ်ကြီးတို့အားရှိစုရကျဲသူမိသားစုဖြစ်တဲ့သားဖြစ်သူကိုအောင်သမီးဖြစ်သူမတ်သူစာမိသားစုနော်ပြေဝစတိုးတိုင်းမိသားစုကလူသားအပ်ပါသောအာရကုသိုလ်များကိုရွှေပြူးစေမှာယနေ့စေကုသမှုကိုခံယူရတဲ့ဝေဒနာရှင်များစားသုံးနိုင်ရန်အတွက်လာရောက်ခါဖြင့်မိဘကျေးဇူးဆက်သောနေဖြင့်လူသားကုသိုလ်ပြုခြင်းဖြစ်ပါတယ်ခင်ဗျာယနေ့ပြုတဲ့ကုသိုလ်ဒါနများအားမိခင်ဖခင်များကြားပါစေမြင်ပါစေသိပါစေဘုရားတကားဘုရားမာများမြင်၍ကြား၍သိရတဲ့ကလည်းဝမ်းမြောက်စွာဖြင့်တာရုအနုမောဒနာခေါ်ဆိုနိုင်ပါစေလို့ဆုတောင်းမေတ္တာပို့သပေးပါတယ်ကျေဝစတိုးတိုင်းမိသားစုမှလူသားနဲ့အာဟာရဒါနများစားသုံးပြီးကြသောဝေဒနာရှင်များလည်းယနေ့ခံစားနေရယောဂဝေဒနာတွေလည်းအမြန်ဆုံးသက်သာပြီးတော့အမြန်ဆုံးပဲပျောက်ကင်းနိုင်ကြပါလေဆုတောင်းမေတ္တာပို့သပေးပါတယ်ဗျဟုတ်ကဲ့ဖြည်းဖြည်းတိုးပါဗျစင်တကြတားစီပြီးတော့ဒီဘက်ကိုထွက်ခဲ့ပါနောက်ကိုပြန်မလဲပါနဲ့တိုင်းမှာမို့လို့ပါနော်အပူလောင်မှာမို့လို့ပါဒီဘက်လာပါနောက်ပြန်မလဲပါနဲ့ဗျယေရှုကုသိုလ်ယေရှုဒါနာလေးဖြစ်ပါတယ်ခင်ဗျာ那破啥不？嗯？那လူရှင်လူမများလူသားအတဲ့ကုသိုလ်ဒါနတွေနော်နေ့စဉ်နေ့တိုင်းလူသားကုသိုလ်ပြုပေးနေလည်းရှိပါတယ်လူရှင်များလည်းတက်ရှိကြမှာဘေးရန်ကင်းကွာ၍သာဝရပျော်ရှင်ကြည်နူးမှုတွေရရှိနိုင်ပါစေအလူရည်စလုံးနဲ့မကလူနိုင်တတ်နိုင်ကြပါစေတော်မေတ္တာပို့သပေးပါတယ်ဗျာလူရှင်ကိုယ်တိုင်လာရောက်ပြီးတော့လူသားကုသိုလ်ပြုခြင်းဖြစ်ပါတယ်ခင်ဗျာလူအပ်တဲ့နေရာလေးမှာလောလောလာရောက်ပြီးလူသားကုသိုလ်ပြုပေးတော့လည်းအထူးပဲကျေးဇူးတင်ပါတယ်နော်